ဝေကောက်ရေတခေါင်ရောက်နေပါတယ်လို့အလေးကသူလေးလေတန်ခါအမ်ကီလို့ခေါ်ပါတယ်နောက်ကတော့တိုက်ခိုင်လေးပါကျွန်တော်တို့လူပြိုတွေဖွဲ့ကျွန်တော်တို့လူပြိုတွေကြီးသွားတဲ့ခီးတွေမှာဒါဝေကောက်ကိုရောက်နေပါတယ်နော်စော်လေးတွေနဲ့စော်လေးတော့မပါဘူးပေါ့နော်ဘဲလေးတွေနဲ့ကြီးပါကျွန်တော်တို့ဖွဲ့ကျွန်တော်တို့ကဘဲဖွဲ့ပါပြောတယ်ထိုင်တော့လို့မရဘူးပြောတယ်ထိုင်တော့လို့မရပါဘူးခင်ဗျ။တော်လေဒီနားလေးထိုင်တော့လို့ရပါတယ်ဒီမှာဘာဝရှူရင်အန်ရရှိသည်ရေမကူရအန်ရရှိသည်ဒါကြအန်ရရှိသည်ရေမကူရဟုတ်ကဲ့နော်ဟာဒါတော့တကယ်ဒီလိုဖွဲ့ပါလီယိုကြီးပါကျွန်တော်တို့ဒီလိုကြီးပါခင်ဗျကိုရှိတယ်အေးဟောတော့မလားဒီမှာလည်းကြားတိုင်းလည်းရလေဒီမှာဟမ်ဒီမှာလည်းဒီမှာလည်းဒီနားလေးလေဒီမှာဒီကြားတိုင်းရတာပဲဟမ်တော့ဟယ်လိုပွဲတော်လို့ခေါ်ပါတယ်ပွဲကောက်လို့ခေါ်ပါတယ်ခင်ဗျ